ကံပိတ်လက်ပိတ်စီးပွားပိတ်ဖြစ်နေတဲ့လူတွေလက်လာပါတွေရမ်းကြဆင်းနေတယ်ငွေကြေးတွေစင်မပြေဘူးရင်းနှီးမှုနဲ့ငွေမှာလည်းအများဆုံးနေမရဘူးလက်လာပါနဲ့ပတ်သက်လို့ရှိရင်အရန်ကြီးကိုပိတ်နေတယ်ဝင်ငွေတပြားမှမရှိဘူးနဲ့ထွက်ငွေတွေရမ်းများနေတယ်ကံကာလာလည်းမှိမ့်မိန်ပြီးတော့ကြဆင်းနေရဆိုလို့ရှိရင်ဒီရေတရားကိုမဖြစ်မနေတစ်ခါပဲလုပ်ပြီးတစ်ခါလုပ်ပြီးုံနဲ့ရမ်းတိတိတာထူးကြတယ်ဒီမှာကရောကမုန်းထည့်မယ်ငွေဖလားတဲ့ကိုကရောကမုန်းထည့်မယ်ကရောကမုန်းကလည်းရက်ကြနေကရောကမုန်းတွေတော့မရဘူးလက်သက်သက်မှုမွေးချိန်နဲ့ဖြစ်နေတဲ့ကရောကမုန်းမှရမယ်အဲ့ကရောကမုန်းတဲ့ကိုရွှေပန်းငွေပန်းစပယ်ပန်းအားလေးတွေကိုခြွေပြီးတော့ထည့်မယ်ရွှေပန်းငွေပန်းစပယ်ပန်းပေါ့ဗျာအားလေးတွေအကုန်လုံးကိုခြွေပြီးတော့ထည့်မယ်ပြောချင်တာကတော့အမွှေးကြိုင်ပွင့်ဖန်လေးတွေကိုခြွေပြီးတော့ထည့်တာရွှေပန်းများလို့ရှိရင်ငွေပန်းထည့်မယ်ငွေပန်းများလို့ရှိရင်လည်းစပယ်ပန်းမှထည့်မယ်အဓိကအမွှေးနဲ့ကြိုင်ပန်းထည့်မယ်ခေပဲရိုက်လည်းခေပဲထည့်လို့ရတယ်အဓိကအမွှေးကြိုင်ဖြစ်တဲ့ပန်းတွေကိုထည့်မယ်ခြွေပြီးတော့ထည့်မယ်ဟုတ်ပြီပြီးရမယ်နှင်းစီပန်းကာလာဆုံးဝယ်လိုက်နှင်းစီပန်းတွေကိုလည်းထုံလေးလူသွားပဲခြွေပြီးတော့ထည့်မယ်အဓိကကာလာတွေးရောင်ဆုံးအမွှေးကြိုင်နဲ့ရောင်ဆုံးထည့်မယ်ဝါရနှင်းစီပန်းလေးနဲ့ထည့်မယ်အမွှေးကြိုင်ပန်းတွေအကုန်ထည့်မယ်အဓိကကရောကမုန်းလေးကိုစပယ်ပန်းရွှေပန်းငွေပန်းခေပန်းရှည်ခေပန်းတိတ်တဲ့ပန်းတွေထည့်လို့ရတယ်နှင်းစီပန်းကတော့မပါမဖြစ်ကာလာဆုံးထည့်ရမယ်ထည့်ပြီးသွားနဲ့ဒီလိုလေးဖြစ်သွားမယ်အဲ့ဒါကိုမြတ်စွာဘုရားရှိခိုးရမယ်ကိုကတ်လို့ပို့လို့ခံမယ်လောကသုံးပါးနဲ့ထွတ်မဲ့ကိုဖြစ်တော်မူလို့မြတ်စွာဘုရားရှိတပည့်တော်မှာဤကရောကမုန်းလေးကိုအမွှေးကြိုင်ပန်းနဲ့ကတ်လို့ပို့တော်လူခံပါလေသူတို့ကတ်လို့ပို့တော်ကြိုးကြောင့်တပည့်တော်ကြုံတွေ့နေရတော့ငွေကြေးပြဿနာများအများဆုံးခက်ခဲမရှိနဲ့ပြည်လဲဝါပါသေးပိတ်ဆို့နေလက်လာပါလေအများဆုံးပိုလန်ဝါပြီးဒီနေ့မနေ့ပတ်စံနေလဲအများဆုံးရရှိပါသေးပိတ်ဆို့နေလက်လာပါလေကြာသိနေရကန်အများဆုံးပြန်လဲဥမော်ပြီးတော့မျက်စက်ခရီကိုရမကြီးမှာဤကေကမုံသုံးဆောင်ပြီးတော့ကလူဘူးဆိုလူတန်းပါတယ်အဲ့လိုပြောပြီးတော့ဆူတောင်းမယ်ပြီးတော့ပြီဆိုတော့နှစ်ကင်း12နာရီကြော်ရနဲ့ဒီရုပ်စာကိုစွန့်မယ်စွန့်ပြီးတော့ကိုတိုင်းတခါတည်းဒီပွင့်ဖတ်ဖြူတွေနဲ့ဒီကေကမုံတွေနဲ့ကိုစွန့်ပြီးတော့ရေလောင်းချိုးမယ်ချိုးပြီးပြီဆိုတော့တက်နဲ့ရှင်တနေ့တာကိုနေမယ်ဒါဆိုလို့ရှိရင်ပိတ်ဆို့နေတဲ့စမ်းတွေကြာသိနေတဲ့ကန်တွေပြန်လဲဥမော့လာမှာပဲဖြစ်ပါတယ်ဗျ